ငါလေးတစ်နေ့သေရအောင်မေးလို့ကိုသတိပေးနေရင်မမာနတွေလျှော့ပြီးတော့ကုသိုလ်ပြုလုပ်ဖြစ်နေမှာပါလူတိုင်းငွေဖွားပြီးဆိုကြတဲ့ကသေမိန်ဆိုတာကြပြီးသားပါသေမိန်စောင့်နေကြရတဲ့ကာလလေးမှာဘဝမှာပျော်ပါဖို့အာနာရှိကြီးဖြစ်ဖို့တထေးကြီးဖြစ်ဖို့အထင်ကြီးခံရဖို့ဆိုတာဘဝရဲ့အနှစ်သာရတစ်ခုမဟုတ်ဘူးဆိုတာသတိထားမိဖို့ပါပဲမသေးကြဘူးဆိုရင်တော့ပျော်ဖို့ပါဖို့ဆိုတာလူဘဝရဲ့အနှစ်သာရကောင်းဖြစ်ပါလိမ့်မယ်ခုတော့နတ်မြမာတွေတောင်မလွတ်တဲ့သေခြင်းတရားဟာဘယ်မှာအနှစ်သာလာတဲ့ဆိုတာစဉ်းစားသင့်လာပါတယ်ရှိဖို့လားသိဖို့လားမရှိတာကရှိအောင်လုပ်လို့ရတယ်မသိပြီးဆိုမှဖြင့်တန်တရားဝဲကရက်ထဲမှာညှုပ်ဖို့တာပါပဲငါသိရင်အပဲမကြဘူးလို့ဘာများအာမခံချက်ရှိထားပြီးပြီလေလူဘဝအနှစ်သာရဆိုတာကုသိုလ်တရားမှန်သမျှပါရမီမြောက်ဖြစ်ခြင်းဖို့နဲ့သီလသမာဓိပညာဆိုတဲ့အကျင့်မြတ်ကိုကျင့်သုံးပြီးတော့အရိယာသစ္စာကိုသိမြင်ငါဘဝဒုက္ခတွေကိုဇတ်သိမ့်နိုင်မှုမှာတကားဘာများအနှစ်သာရရှိဦးမှာလဲတဏီကွယ်တင်နေသူတခါကူမေ့လျော့ကသေဘူးထင်မာနဲ့နေကွယ်တာအချိန်များရင်ဖြင့်သေနေရွာတစ်ချိန်သွားရလေတားမရဘူးတဲ့လမ်းခွဲခြင်းမှာဝမ်းမနေပါနဲ့ဆိုတဲ့ဓမ္မတန်ဝေကအပျော်လေးအားအဆုံးထိကြည့်ရှုနားဆင်ပေးတဲ့အတွက်ကျွန်တော်ကိုကျော်ထွန်းမှာကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေ